ကဲဒီနေ့မှာတော့ဒီလွတ်လေးရဖို့တော့ပေါ့နော် make up tutorial ကိုအစင်းစင်းလိမ့်ပြတော့ပါမယ်ပေါ့နော်အရင်ဆုံးတူနာလိမ့်မယ်တူနာပြီးရင်တော့ spray ဖြန်းမယ်ပေါ့နော်ပြီးရင်တော့ primer လေးတုံးလိုက်ပါမယ်ပေါ့နော်ဒီ primer မှာကိုကြိုက်တဲ့နေ့တဲ့ရာအမျိုးအစားတုံးလို့ရတယ်ပေါ့နော်ပြီးရင်တော့သူ့မှာအမာရွတ်တံမြဲရှိတဲ့အတွက်ကြောင့်ပေါ့နော်အမာရွတ်ကိုအရင်ဖုံးပါမယ်ပေါ့နော်လိမ့်မော်ရောင်နဲ့ဖုံးရပါမယ်ပြီးရင်တော့သူ့မှာပါတဲ့အသားရောင်နဲ့ပြန်ပြီးမှတစ်ခါပြန်အုပ်ပေးမယ်ပေါ့နော်ကဲဒီမှာတော့နည်းနည်းတော့အုပ်သွားပြီးမှတော့သူ့ရဲ့အမာရွတ်လေးတော့အရန်တော့မဖုံးတော့ဘူးတကယ်ဆိုရင်တော့ကျမတို့အုပ်ထားတဲ့နေရာကိုပြန်ပြီးမှဖော်လေးနဲ့ပြန်ပြီးမှတိတ်ပေးလိုက်မယ်ပေါ့နော်အရန်ကြီးဖိပြီးမှမတုံးရပါဘူးပြီးတော့ဒီနေရာမှာကျမကကူရှီလေးကိုတုံးထားတယ်ပေါ့နော် foundation အစားကူရှီလေးတုံးထားပါတယ်ပေါ့နော်ကိုကသူ့ရဲ့အမာရွတ်တွေဖုံးထားတဲ့နေရာတွေမှာဆိုရင်အများကြီးမဖြစ်ရဘူးပေါ့နော်ကဲဆိုရင်တော့ပါနီလေးကိုတုံးပါမယ်ပေါ့နော်ပါနီလေးကိုလည်းမျက်နှာကဒီရှိတ်လေးရချင်တာဖြစ်တဲ့အတွက်ကြောင့်မျက်လုံးရဲ့နောက်ကိုပို့မယ်ပေါ့နော်မျက်လုံးကဲပြီးတော့နတ်တန်လေးကိုဖော်ပါမယ်နှာခေါင်းမှာဖော်ရတာတော့ကြော်လိုက်ပါတယ်ပေါ့နော်โอเคပြီးတော့ပေါင်တာတုံးပါမယ်ပေါ့နော်ပြီးတော့ eye shade တို့လာပါပြီကဲတစ်စစ်လေးနဲ့ပါမယ်ပေါ့နော်โอเคဒါတို့ကြတော့ Christmas လို့လေးဖြစ်တဲ့အတွက်ကြောင့်ပေါ့နော်Christmas နဲ့လိုက်တဲ့အယောင်လေးကိုပို့ပြီးမှရွေးချယ်ပြီးမှသွားထားရပေါ့နော်။ Okay အကူကအောက်ခံအယောင်ကိုဖြောတဲ့အယောင်နဲ့သွားပြီးမှဖြောချင်းအဲ့လိုမျိုးသွားရပါမယ်ပေါ့နော်။ Okay ဒီမှာကျမလိမ့်တဲ့အတိုင်းပေါ့နော်ကျမယူတဲ့အယောင်တွေယူပြီးမှလိမ့်ချိပါပေါ့နော်တကယ်ချင်းလို့ရောလိမ့်ချိလို့ရပါတယ်ပေါ့နော်တော်တော့အရန်ကိုပြောင်းနေပေါ့နော်โอเคဒါနဲ့မရပါဘူးမိတ်ခိုင်းရတယ်โอเคတောက်မှာကြတော့နည်းနည်းချင်းနဲ့အယောင်ကိုယူပါမယ်ပေါ့နော်ပြီးရင်တော့မျက်အိတ်ကိုလေးဖော်ပါမယ်ပေါ့နော်မျက်အိတ်မပိုင်နဲ့မလာဘူးပေါ့နော်โอเคဆိုရင်တော့ဒါကတော့လိုင်နာရောက်သွားပြီပေါ့နော်လိုင်နာကိုလည်းနည်းနည်းမြင့်မြင့်လေးဆွေးမယ်ပေါ့နော်โอเคဒါကျတော့မျက်တောင်တတ်တဲ့ဟာပေါ့နော်โอเคပြီးတော့ဟုတ်ပဲဒီပဲရှင်းကြည့်မယ်ပေါ့နော်ကဲဟုတ်ပဲနေဒီဖဲတော့ဘလို့ကိုပြသွားကဲနောက်ဆုံးမှာတော့သူ့ရဲ့ရက်လက်လေးကိုရောက်ပြီပေါ့နော်အားလုံးကျေးဇူးတင်ပါတယ်အဆုံးထိလိုက်ကြည့်ပေးကြလို့ God bless you Merry Christmas လာမလာတော့ comment လေးတွေမှာဝေမျှပေးလို့ရပါတယ်ပေါ့နော်အားလုံးကျေးဇူးတင်ပါတယ် bye bye